လိုက်တာခြေလမ်းတွေကလည်းလောဘဒေါသမာနခြေလမ်းတွေကင်ပါလိုက်တာလို့မေးလိုက်တဲ့အချိန်ပြန်ပြီးတော့ဖြေလိုက်တဲ့စကားသံကဩလူကလေးရဲ့ဟိုစေတော်ရွှေကျောင်းတော်မှာဘုန်းတော်ကြောင့်ပါသခင်ဘုရားရှင်ကညစဉ်ညတိုင်းတရားဓမ္မတွေဟောကြားပေးနေတယ်ရှင်တော်မြတ်ဘုရားရဲ့တရားဓမ္မတွေကိုနာကြားဖို့ရန်ငါတို့သွားကြမှာပါတရားဆိုတာအေးတယ်တရားဆိုတာငြိမ်းတယ်တရားဆိုတာနှလုံးစိတ်ဝမ်းကိုငြိမ်းချမ်းစေပါတယ်တို့တရားသွားနာကြမလို့ပါကွယ်တဲ့ပရိသတ်ဘယ်သွားမှာလဲဒီတော့တရားနာသွားမယ်ဆိုတဲ့အတန်ကြားရတဲ့အချိန်ပါရမီဓာတ်ခံပါလာတဲ့သူငယ်ဖြစ်တဲ့အတွက်ကြောင့်ဒါဆိုရင်အဲ့ဒီတရားကျွန်တော်ကနာလို့မရဘူးလားရပါသဘောကွယ်ငါတို့ရဲ့ဘုရားရှင်ကတတိတကြွယ်ကုန်းတဲ့ကနေလေသမားတိုင်အောင်သရောင်းသားတိုင်အောင်သူဟောတဲ့တရားကိုတပုံစံနဲ့တစိတ်ချင်းနဲ့သာဟောကြားတော်မူပါတယ်သာလီလည်းနာကြားနိုင်ပါတယ်လိုက်လာလို့ရပါတယ်လို့တရားနာပရိသတ်ရဲ့ဆွဲဆောင်မှုအားကောင်းတဲ့အတွက်ကြောင့်နှလုံးသားတွေကတရားတွေကလည်းထက်တဲ့ထက်သန်လာရှင်တော်မြတ်ဘုရားတရားဝေကိုအားခင်းတဲ့ပရိသတ်နောင်နာကနေပါသွားလိုက်တာဇေတော်ရွှေကျောင်းတော်မှာဘုရားရှင်ကလည်းတရားဓမ္မတွေဟောကြားနေပြီဒါနရဲ့အကြောင်းတွေသီလရဲ့အကြောင်းတွေနတ်ပြည်ချမ်းသာရဲ့အကြောင်းတွေမြမပြည်ချမ်းသာရဲ့အကြောင်းတွေလွတ်မြောက်ကြောင်းတရားတွေကိုစင်စက်မပြတ်ဟောကြားနေတဲ့အထက်ကရှင်တော်မြတ်ဘုရားကအဲ့ဒီနေ့ကြမှာကာမနံအာဒီနဝကထာငါးပြအာယုံကာမဂုဏ်ဤရဲ့အပြစ်တွေကိုတန်းစီပြီးတော့ဟောကြားတော်မူလို့နေပါတယ်ခြေသားခြေသမီးတို့သင်တို့မြင်နေရတဲ့ယူပါယုံတတ္တယုံခန္ဓာယုံရတယုံဖုဒ္ဓဘာယုံဓမ္မယုံလို့ခေါ်တဲ့အာယုံ6ပါးကာမဂုဏ်တရားတို့သည်အပူနဲ့သာစပြီးတော့အပူနဲ့သာဆုံးလိမ့်မယ်ဘယ်တော့မှအေးချမ်းတယ်ဆိုတာမရနိုင်ဘူးတကယ်အေးချမ်းတဲ့တရားအစစ်ဆိုတာကယဟန်တို့ရှာနေတဲ့ယဟန်တရားမှသာရှိပါတယ်အေးဒါကြောင့်ငြိမ်းချမ်းတဲ့ဘဝအေးချမ်းတဲ့ဘဝအပူတွေကင်းတဲ့ဘဝကိုလိုချင်တဲ့မျိုးကောင်းသားမျိုးကောင်းသမီးပန်ရင်တော့ယဟန်ဘဝမှာယဟန်တရားကိုအထောက်ရမယ်လို့ရှင်တော်မြတ်ဘုရားကလည်းယဟန်ပြုဟာတရားရှာဖို့ဟောကြားတော်မူနေပြီတရားနာကြနေတဲ့သူငယ်လေးရဲ့တရားတရားကလည်းထပ်တန်လို့နေပြီဒီလိုနဲ့တရားပွဲကြီးပြီးဆုံးသွားတဲ့အချိန်ထပ်တန်တဲ့တရားတရားကိန်းသွားတဲ့ဟောဒီသူတော်ကောင်းသားလေးအမျိုးကောင်းသားလေးရှင်တော်မြတ်ဘုရားရဲ့ထံတော်ဘာကိုချဉ်ကပ်သွားအိုးဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားတပည့်တော်သည်အရှင်ဘုရား